ထိုင်းနိုင်ငံမှာရှိတဲ့ private ဆေးရုံတွေဆေးခန်းတွေမှာကျန်းမာရေးစစ်ဆေးမဲ့ဆိုရင်တချို့တွေကဘတ်4000 5000လောက်ကုန်မယ်လို့ထင်နေတတ်ကြတယ်စိုးရိမ်နေကြတာမျိုးတွေရှိတယ်တကယ်တမ်းလက်တွေ့မှာတော့အလောက်ထိကုန်စရာအကြောင်းမရှိဘူးအထက်အများကြီးတက်တာပါတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကိုစစ်ဆေးမယ်အတက်အရွယ်လိုက်စစ်ဆေးမယ်ဆိုရင်တချို့ package တွေကတော်တော်လေးကိုဈေးတက်တာတွေရှိတယ်ကိုစစ်ဆေးတဲ့အပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတွေကကွာသွားပါတယ်ကျွန်တော်ဒီနေ့ဥပမာပြပေးမယ်ချင်းမိုင်က run ဆေးရုံကြီးရဲ့2025 medical check-up package လေးကိုပုံလေးပြပြီးတော့ရှင်းပြပေးမယ်ဒီမှာကြည့်လိုက်မယ်ဆိုရင် package ကိုနှစ်မျိုးခွဲထားတာရှိတယ် advance နဲ့ဒီ premium ဆိုပြီးတော့ခွဲထားတယ်အသက်35နဲ့45နှစ်ဆိုရင်တော့ဒီ medical check-up ကို advance ပေါ့ premium ဆိုရင်တော့45နှစ်နဲ့အထက်ပေါ့နော်သူ့ထဲမှာပါတာတွေကတော့တော်တော်များတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်ခေါင်းချုပ်စရာကောင်းတယ်ဒီ35နှစ်နဲ့45နှစ်အတွင်းမှာစစ်ဆေးမယ်ဆိုရင်ဒါအမျိုးသားတွေဆိုရင်ဒီ9500ဘတ်9500ပေါ့နော်မြန်မာငွေနဲ့ဆိုရင်12သိန်း73သိန်းလောက်ရှိမယ်အမျိုးသမီးတွေဆိုရင်ဘတ်12500ဒါကအသက်35နှစ်နဲ့45နှစ်ကြာ45နှစ်နဲ့အထက်ဆိုရင်တော့ကျွန်တော်တို့13500 18500ဒါလောက်ထိရှိမယ်ပေါ့နော်ဒီထက်ဈေးတက်တာတဲ့ medical check-up package တွေလည်းရှိတယ်ဒါကတော့ကျွန်တော်အားလုံးဒီပါပါဝင်တဲ့ check-up တစ်ခုကိုကျွန်တော်ဆွဲထုတ်ပြီးတော့ပြောပြပေးတာများတော့အပြင်ဒီလိုမျိုးကျန်းမာရေးစစ်ဆေးတဲ့ခါကျရင်ဒီ package တွေထဲမှာပါလေးရှိတာကတော့အခြေခံစစ်ဆေးတာတွေပါမယ်ခန္ဓာကိုယ်အလေးချိန်တွေပေါင်ချိန်တွေးပေါင်ချိန်တိုင်းတာတွေပြီးရင် BMI စစ်တာတွေမျက်စိစစ်တာတွေနားနှာခေါင်းလေချောင်းစစ်တာတွေဒါမျိုးတွေပါမယ်ဒါကလက်နဲ့စစ်တာတွေကိရိယာလေးတွေနဲ့စစ်တာတွေပြီးတော့တွေးစစ်တဲ့ခါကျရင်လည်းဒါများတော့အပြင်တွေးနေဦးတွေးဖြူဦးစစ်တာတွေတွေးတွင်းမှာရှိတဲ့တရားဓာတ်တွေပြီးရင်စီးချိုရှိမရှိစစ်တာတွေ HbA1c လို့ခေါ်တယ်ပြီးရင်တွေးထဲမှာရှိတဲ့အဆီဓာတ်တွေ cholesterol တွေ HDL တွေ LDL တွေ triglyceride တွေပြီးရင်အသေးကောင်းလားမကောင်းလားကြောက်ကကောင်းလားမကောင်းလားဒီလိုမျိုးလောက်ဆောင်ချက်တွေများတော့အပြင်ပါလေးရှိတယ်ပြီးတော့ကင်ဆာနဲ့တခြားစစ်ဆေးတာတွေကကျွန်တော်အတဲကင်ဆာရှိလားတက်အိမ်ကင်ဆာရှိလားဆေးချိတ်ကင်ဆာရှိလားတချို့ package တွေမှာဆိုရင်ဒီဥမကြီးကင်ဆာရှိလားဒါမျိုးတွေပါဝင်တယ်ဒီဓာတ်မှန်ရိုက်တဲ့ဟာကလည်းဒီရင်ဘတ်ဓာတ်မှန်တွေဘိုက်ဓာတ်မှန်တွေပြီးရင်နှလုံးဓာတ်မှန်ဒါမျိုးတွေပါဝင်တတ်တယ်ထိုင်းမှာရှိတဲ့ဒီ private ဆေးရုံတွေမှာကျွန်တော်ဒီဆရာဝန်တွေဘက်ကနေပြီးတော့ပြည့်ပြည့်စုံစုံစစ်ဆေးပေးတာရှိတယ်ပြီးတော့ရှင်းပြပေးတာရှိတယ်ကိုစစ်ဆေးပြီးတော့ရလာတဲ့အဖြေတွေကိုလည်းသူတို့ကတေချာရှင်းပြပေးတာရှိတယ်ကိုဒီစစ်ထားတဲ့မှတ်တမ်းတွေကိုလည်းအကုန်လုံးအပြည့်စုံပြန်ပေးလိုက်တာမျိုးတွေရှိတယ်အဲ့တော့ဒီ check-up တွေကပုံမှန်ဆိုရင်တော့တစ်နေ့တစ်ခါလောက်လုပ်နိုင်ရင်တော့ကောင်းတယ်ကဲ၍ကိုက45နှစ်အထက်ဖြစ်မယ်ပြီးတော့မိသားစုထဲမှာလည်းယောဂကြီးကြီးမားမားအခန့်ရှိနေမယ်ကိုလည်းယောဂကြီးကြီးမားတစ်ခုခုအခန့်ရှိနေရဆိုရင်တော့ဒါတစ်နေ့တစ်ခါစစ်တဲ့ထဲမှာတော့ပါတယ်ဒီအခုကျွန်တော်ပြထားတာဥပမာကဒီချင်းမိုင်မှာရှိတဲ့ run ဆေးရုံရဲ့ medical check-up package တခုကိုဆွဲထုတ်ပြီးတော့ပြတာအကယ်၍ထိုင်းမှာတကယ်တမ်းစစ်မယ်ဆိုရင်တော့ရွေးချယ်စရာဆေးရုံတွေကတော့အများကြီးရှိတယ်လက်ရှိကျွန်တော်ချိတ်ဆက်ထားတဲ့ဆေးရုံတွေလည်းတော်တော်များများရှိပါတယ်ဒီမှာဆိုရင်ဘန်ကောက်မှာဆိုရင်ဆေးရုံ4ခုလောက်ရှိတယ်ချင်းမိုင်မှာဆိုရင်ကျွန်တော်ဆေးရုံ2ခုလောက်ရှိတယ်အကယ်၍ကိုကတေချာလေးတိချင်တယ်ဆိုရင်တော့ medito.dr.thun.com မှာတွားပြီးတော့ကြည့်လို့ရတယ်ဒီထဲမှာဆေးရုံတွေအကြောင်းကိုအသေးစိတ်ကျွန်တော်ရေးပြထားပြီးတာရှိတယ်အကယ်၍ကိုကထိုင်းမှာဘန်ကောက်တို့မဟုတ်ချင်းမိုင်မှာ medical check-up တွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ website ကိုဝင်ကြည့်ပြီးတော့ကိုနဲ့တင့်တော်တာကိုရွေးချယ်လို့ရတယ်အဲ့ဒါကိုမှကိုကတေချာတိချင်နေတယ်ဆိုရင်တော့ကျွန်တော်ကိုဒါရိုက်ဒီ Messenger ကနေဖြစ်ဖြစ် Telegram ကနေဖြစ်ဖြစ် Viber ကနေဖြစ်ဖြစ်တိချင်တာတွေကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်တယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီဈေးတွေအရန်ကြီးမှာစိုးရိမ်နေတယ်မလိုအပ်ဘဲနဲ့ကုန်ကြမှာစိုးရိမ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ Medito ကနေဆက်သွယ်မယ်ဆိုရင်ကိုနဲ့ကိုက်ညီနိုင်မဲ့ဒီလိုမျိုး package တွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့ရွေးချယ်ပေးနိုင်တယ်ပြီးရင်ကိုနဲ့အဆင်ပြေတဲ့ဒီ package တစ်ခုကိုရွေးချယ်ပြီးတော့စစ်ဆေးနိုင်တယ်အကယ်၍ကိုကဒီထဲက package တစ်ခုကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းကိုစစ်ချင်တာတစ်ခုကိုပဲဖြစ်ဖြစ်ကျွန်တော်တို့နဲ့စကားပြောပြီးတော့စစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီဆေးရုံဘက်ကိုကြိုတင်ပြီးတော့ booking စရင်းတွင်းမိတယ်ကိုတိုင်းဆေးရုံတွားပြီးတော့ဓာတ်ရိုက် booking တင်စရာမလိုဘူးစောင့်စရာမလိုဘူးမြန်မာဘာသာပြန်တွေကိစ္စကိုခေါင်း6စရာမလိုဘူးကျမ်းမာရေးစစ်ဆေးမဲ့သူဒါမှမဟုတ်လည်းကုသမှုခံယူမဲ့သူဘက်ကနေပြီးတော့ကျွန်တော်တို့ချိန်ထားပေးတဲ့ရက်အတိအကျတိုင်းတွားပြီးတော့ပြရုံပဲဒီ Medito နဲ့ချိတ်ဆက်ထားတဲ့သူတွေအတွက်လည်းကျွန်တော်တို့မြန်မာစကားပြန်ကိုတက်စီစဉ်ထားပေးတာရှိတယ်အစိမ်းရုံရောက်တဲ့ခါကျရင်ဒီဆရာဝန်နဲ့ဆွေးနွေးရတဲ့အပိုင်းလေးမှာဆိုရင်စကားပြန်က ready စောင့်နေတာမျိုးတွေရှိတယ်ပြီးတော့လည်းကိုကဒီထဲမှာပါတဲ့ဒီ website ထဲမှာပါတဲ့ဈေးနှုန်းတွေအပြင်ကိုကထပ်ပြီးတော့တိကျနာရှိတယ်ဆိုရင်လည်းကျွန်တော်တို့ message ပို့ပြီးတော့မေးလို့ရတယ်များတော့အပြင်တော့ဒီထဲမှာရှိတဲ့ဈေးနှုန်းတွေအပြင်တချို့တော့ package တွေမှာလိုတာတွေရှိတယ်ပိုတာတွေရှိတယ်ဒါမျိုးတွေကိုကျွန်တော်တို့က customize လုပ်ပြီးတော့လူတွေနဲ့ကိုက်ညီတာကိုရွေးချယ်ပြီးလို့ရတယ်ဒီကျွန်တော်ပြထားတဲ့ Messenger တွေ Viber တွေ Telegram တွေမှာ24နာရီအတင်းဖြည့်ပြီးမဲ့စနစ်လေးထည့်ထားတဲ့အတွက်ကြောင့်မလို့ကိုတိချင်တာတွေကိုတွားပြီးတော့မေးလို့ရတယ်နောက်တစ်ခုကောင်းတာကကိုနဲ့ကိုက်ညီတဲ့ package တစ်ခုကိုထိုင်းရဆေးရုံတွေမှာတွားပြီးတော့စစ်လိုက်ပြီးတဲ့ခါကျရင်အဖြေတွေရလာတယ်ထိုင်းကဆရာဝန်ဘက်ကနေပြီးတော့ရှင်းပြလိုက်တယ်ဆိုပေမဲ့တစ်ခါလေကျရင်ကိုကမြန်မာဖြစ်တယ်ဟိုဘက်ကလည်းထိုင်းဖြစ်တဲ့ခါကျတော့
ကိုတိချင်တာတွေကိုအမြဲတမ်းစိတ်ကြိုက်မေးလို့မရတာမျိုးတွေရှိတယ်အဲ့လိုမျိုးအခြေအနေခါကျရင်ကျွန်တော်တို့နဲ့ဓာတ်ရိုက် investigation result တွေပြပြီးတော့မေးလို့ရတယ်ဆွေးနွေးလို့ရတယ်အကြံဉာဏ်တွေတောင်းလို့ရတယ်လိုအပ်လာလို့နောက်ဆက်တွဲကုတာဖို့နောက်ဆက်တွဲစစ်ဆေးဖို့လိုအပ်လာတဲ့ခါကျရင်လည်းပဲကျွန်တော်တို့ဒီ private ဆေးရုံကဆရာဝန်တွေနဲ့ဓာတ်ရိုက်လှမ်းပြီးတော့ချိတ်ဆက်ပေးလို့ရတယ်ဒါကြောင့်မလို့ကိုယ့်အနေကိုဒီထိုင်းရဆေးရုံတွေကိုတွားရဲဆိုရင်ခါလီကြရင်ကုန်ကြစိတ်ကမျောလင့်တာအထက်ပို့ပြီးတော့ကုန်ကြနေတာမျိုးတွေဖြစ်သွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ Medito ကနေတဆင့်ဆက်တွယ်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့အဆင်ပြေအောင်စီစဉ်ပေးနိုင်တယ်အချိန်ကုန်တက်တာနိုင်တယ်ငွေကုန်တက်တာနိုင်တယ်စိတ်အေးတက်တာနိုင်တယ်ပြီးတော့ဘာသာစကားတွေလည်းအခက်အခဲမရှိဘူးစစ်ဆေးပြီးလို့လိုအပ်တဲ့ခါကျရင်မေးမြန်းအကြံဉာဏ်ယူလို့ရတယ်ကျွန်တော်အပါဝင်ကျွန်တော်တို့ဆရာဝန် team ကနေပြီးတော့ပြန်ဖြေပြီးမှဖြစ်တယ်အဲ့တော့ဒီလိုမျိုး medical check up တွေကဈေးအရန်ကြီးမှဆိုလို့စိုးရိမ်နေစရာမလိုဘူးဘန်ကောက်မှာပဲဖြစ်ဖြစ်ချင်းမိုင်မှာပဲဖြစ်ဖြစ် medical check up တွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်ကိုဓာတ်ရိုက်ဆက်သွယ်လို့ရပါတယ်လိုအပ်လာတဲ့ခါကျရင်ကျွန်တော်တို့တင်ကနေပြီးတော့အစအဆုံးတာဝန်ယူပြီးတော့စီစဉ်ပေးနိုင်ပါတယ်ဗီဒီယိုဒီကြည့်ပြီးတော့ကြောင်းမလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ထိုင်းနိုင်ငံမှာဆေးကုမယ်ထိုင်းနိုင်ငံမှာကျန်းမာရေးစစ်ဆေးမယ်ဆိုရင်ဘာတွေတတိထားရမှာလဲဘာတွေဆောင်ရမှာလဲဘာတွေရှောင်ရမှာလဲဆိုတာဆက်ပြီးတော့ဗီဒီယိုတွေလုပ်ဝပေးဖို့ရှိပါတယ်အစအရအဆင်ပြေပေးကြပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ